goi ta ka so phe weda tu ni pha pha to li so ski the ta to pha weda phe li ya ko sa du ta sa pu ta si khi li ya ko sa du ta sa pu ta si khi wa la adu ba ta li pa so ni ba ta so gi we lo age di i do ta ma kwa o wi do kane ba ta mu ko tu lu le ka sa si pa le pa le e o ta pha o lo pha ka lo de lo wa le adu ba ta li pa so ni ba ta so gi we lo agedi i do ta ma kwa o wi do kane ba ta mu ko tu lu le ka sa si pa le pa le e o ta pha o lo mo ya sui ke ki tha do sui ke pwe ko di no ga de ke ဒီကနေ့ကြားနာရမယ့်နှုတ်ကပတ်တော်နဲ့သက်ဆိုင်သောကျမ်းစာပိုက်ကိုမြန်မာလိုပြန်ပြီးတော့ဖြတ်ကြားပြမယ်။ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်7ဖြစ်ပါတယ်။စုံစမ်းနောက်ဆက်ခြင်းကိုတီးခန့်သောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဘုရားကိုချစ်သောသူတို့အားဂတိထားတော်မူသောအသက်တရဖူကိုရလိမ့်မည်။ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဒီအပတ်မှာတမန်ကျမ်းစာနေ့အဖြစ်ကျွန်တော်ပြန်လည်ဆုံတွေ့ရသောခွင့်ဘုရားရှင်ပြင်ဆင်ပေးတယ်။ဒါပါထဲမှာပဲကျွန်တော်တို့ဒီတမန်ကျမ်းစာအသင်းမှကျွန်တော်တို့ဟိုဒေသနာတိုက်ကျွေးဖို့ကိုယ်စားလှယ်တော်အနေနဲ့ကျွန်တော်တို့ဆရာ Reverend Dr. ဟူဝါလေးကိုဆေးလုပ်ခဲ့ပါတယ်။ဆရာကိုကျွန်တော်တို့အချိန်ပေးရပါတယ်။ဒီတမန်ကျမ်းစာနဲ့အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတော်၎င်းကျွန်တော်ဒီနေ့လောကပတ်သမတရားနဲ့ပတ်သက်သောအကြောင်းအရာကိုတရားဒေသနာဝိညာဉ်ပေးဖို့ဆရာကိုအချိန်ပေးပါတယ်။ဆရာကတော့ကျွန်တော်တို့ရန်ကုန်လီစုနှစ်ချင်းအသင်းတော်ရဲ့အသင်းဥဆရာတစ်ပါးဖြစ်ပါတယ်။အဲဒီလိုပဲသူမြန်မာနှစ်ချင်းခရစ်ယာန်အသင်းချုပ်ရဲ့ဒုတိယဥက္ကဋ္ဌတယောက်အနေနဲ့လည်းသူဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။ဆရာကိုအချိန်ပေးပါတယ်။ အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်လိုပါတယ်။မင်္ဂလာပါ။ရှားရှင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဒီအသင်းတော်မှာပေါ့လေအမှာကျမ်းစာနေ့အစီအစဉ်အားဖြင့်ရှားရခင်ပို့ဆောင်ပေးတဲ့အတွက်ကြောက်ကျေးဇူးတင်တယ်လက်ခံပေးတဲ့အသင်းတော်အားလုံးကိုလည်းကျေးဇူးတင်ကြောင်းရှေးဥစွာဖော်ပြလိုပါတယ်ကျွန်တော်ကတော့ဓမ္မကျမ်းစာအသင်းမှာတော့အလုပ်လုပ်တာတော့မဟုတ်ပါဘူးဓမ္မကျမ်းစာအသင်းရဲ့စေခိုင်းချက်အရာပေါ့နော်ဒီမှာလာရောက်ပြီးတော့မိတ္တဟာယပြုဓမ္မကျမ်းစာအသင်းရဲ့အကြောင်းလေးပြောနှုတ်ကပတ်တော်လေးဝေမျှဖို့ဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေ့ဓမ္မကျမ်းစာအသင်းရဲ့ထွေထွေတွင်းရေးမှုရဲ့နှုတ်ခွန်းဆက်လွှာကိုကျွန်တော်ဖတ်ကြားလိုပါတယ်ချစ်ခင်လေးစားရပါတော့တပမိတ်ဆွေညီကိုမောင်မများအားလုံးကိုမြန်မာနိုင်ငံကျမ်းစာအသင်းမှနှုတ်ခွန်းဆက်တကနှုတ်ဆက်လိုက်ပါတယ်ဘုရားခင်ရဲ့ကျေးဇူးတော်အားဖြင့်နေ့စဉ်ကြားရောက်တော်တမန်ကျမ်းစာနေ့အခါသမယကိုကြိုဆိုလက်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုဂုဏ်ပြုတော်နေ့တနေ့ဖြစ်ပါတယ်တမန်ကျမ်းစာဟာလူသားတို့အားကယ်တင်ခြင်းလမ်းခီးကိုညွန်ပြတော်ထာဝရအလင်းသန်းထို့သူဘုရားသခင်၏အလိုတော်နှင့်ကယ်တင်ခြင်းအကြောင်းကိုထင်ရှားစွာဖော်ပြတော်အသက်ဤစကလုံးဖြစ်ပါတယ်ထိုကျမ်းစာဟာကျွန်ုပ်တို့အားလမ်းမှန်ကိုပြသခြင်းဝိညာဉ်ရေးအသက်တာကိုအားဖြည့်ခြင်းနဲ့မျော်လင့်ခြင်းအသက်ကိုပေးစွမ်းနိုင်သောတခုတည်းသောဘုရားသခင်၏နှုတ်တော်ထွက်စကားတော်လည်းဖြစ်ပါတယ်2025ခုနှစ်အဓိကအချက်ကတော့ငြိမ်းချမ်းသာယာပျော်ရွှင်မှုဘုရားနှုတ်ကပတ်တော်ကိုမျော်လင့်စုဖြစ်ပါတယ်ပျော်ရွှင်ခြင်းများစိတ်သုံးနေတော့ဤကမ္ဘာလောကကြီးအထက်၌ရှင်သန်နေကြတော့ကျွန်မတို့အတွက်မျော်လင့်ရာတစ်ခုမှာဘုရားသခင်ဤနှုတ်ကပတ်တော်တမန်ကျမ်းစာပြင်ဖြစ်ပါတယ်မကြာမီရောက်နေလာတော့မိအပြင်မှာထိုင်ကစောင့်ရင်မျော်လင့်ခြင်းနှစ်သစ်ပျော်ရွှင်သောကမ္ဘာကိုနှုတ်ကပတ်တော်နှင့်အတူဖြတ်တန်းရင်တမန်ကျမ်းစာနေ့အားပျော်ရွှင်စွာအတူဆင်နွှဲကြပါစို့နှုတ်ကပတ်တော်ကိုချစ်၍ပံ့ပိုးပေးလူတော်အသင်းတော်များအသင်းတော်အသင်းသားများစေတနာဝန်ထမ်းများပံ့ပိုးသူအသင်းသားများကိုနှုတ်ဆက်ရင်ဤနှုတ်ခွန်းဆက်လွှာကိုပေးဖို့အပ်ပါသည်ဥက္ကဋ္ဌဂိုင်းချုပ်ဆရာတော်ကြီးဦးမြတ်ဆန်းအထွေထွေအတွင်းရေးမှူးတိတ်္ကာရဆရာဒေါက်တာရှမိုးစောရှမိုးအေးလတော်
ကျွန်တော်တမန်ကျမ်းစာအကြောင်းလေးကိုနည်းနည်းလေးပြောချင်ပါတယ်မြန်မာနိုင်ငံကျမ်းစာအသင်းကြီးကတော့ဒီကနေ့ကျွန်တော်တို့စူးလီလမ်းမကြီးပေါ်မှာကျွန်တော်တို့သိရှိပါတယ်ကျမ်းစာအသင်းကြီးရဲ့သာသနာလုပ်ငန်းဟာဒီမှာရှိနေကြတော့ဓမ္မမိတ်ဆွေတို့ရဲ့ပေးလူခြင်းအပြင်ရှင်သန်တိုးပွားလက်ရှိပါတယ်ဒီနေ့ထဲမှာမနစ်ကထဲမှာတော့ကျွန်တော်တို့တမိုင်းအသင်းတော်ကနေမှ9,000,000တိပေးလူခဲ့ပါတယ်အဲ့ဒီလူငွေအပြင်နောက်ကပတ်တော့တာရီတိုးပွားဖို့ရိုးစိတ်တွေကျဲတဲ့နေရာမှာအလွန်ပဲထိရောက်စွာအပေးလူနိုင်ခဲ့တဲ့အကြောင်းကိုလည်းပေါ်ပြလိုပါတယ်ဂျေဇုလည်းတင်ပါတယ်လို့ပေါ်ပြခြင်းပါတယ်အဓိကတော့လူတိုင်းတမန်ကျမ်းစာအုပ်ရရှိပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ကယ်တင်ခြင်းရရှိဖို့အတွက်တမန်ကျမ်းစာအသင်းရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်တမန်ကျမ်းစာအသင်းရဲ့ယူပါယုံကတော့နှုတ်ကပတ်တော်မြတ်ဤတကူဖြစ်မြန်မာနိုင်ငံသားအားလုံးဤဘဝအသက်တာပြောင်းလဲစေရန်ဖြစ်ပါတယ်ဒီအသင်းကြီးရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံရှိသွေးချင်းတိုင်းသားလူမျိုးအားလုံးဟာမိမိတို့ဖတ်ရှုနားလည်နိုင်တော့မိခင်ဘာသာစကားအသီးသီးဖြင့်နှုတ်ကပတ်တော်မြတ်ကိုလုံလောက်စွာရရှိဖတ်ရှုနိုင်ရန်အတွက်ဘာသာပြန်ဆိုခြင်းဤစနစ်နဲ့ပုံစံအမျိုးမျိုးဖြင့်ပုံနှိပ်ထုတ်ဝေခြင်းနဲ့ဇေနှုံးချိုတာစွာနဲ့ကျေပြန့်ထိရောက်စွာဖြန့်ချီကာနှုတ်ကပတ်တော်နှင့်ချိတ်ဆက်စေခြင်းအပြင်ပြောင်းလဲသောဘဝအသက်တာကိုရရှိခံစားစေရန်ရည်ရွယ်ပါတယ်မြန်မာနိုင်ငံကျမ်းစာအသင်းကြီးသည်ခရိယန်ဂိုင်းပေါင်းစုံအသင်းတော်များနှင့်ခရိယန်အဖွဲ့အစည်းများစုစည်းပါဝင်သောသာသနာအဖွဲ့အစည်းတရားဖြစ်ပါတယ်တိုင်းနာဘာသာစကားအသီးသီးဖြင့်မူရင်းကျမ်းဘာသာစကားနှင့်အနီးကပ်ဆုံးဖြစ်သောတမန်ကျမ်းစာတော်မြတ်ကိုအရေးသွေးပြည့်မီစွာဘာသာပြန်ပုံနှိပ်ကာလူတိုင်းဝယ်ယူနိုင်သောဇေနှုံးဖြင့်ဖြတ်ချီ၍ထိုနှုတ်ကပတ်တော်အားဖြင့်ဘဝအသက်တာပြောင်းလဲစေရန်စက္ကပ်လှုပ်ဆောင်နေပါတယ်ထို့သောလှုပ်ဆောင်ရတဲ့ကမ္ဘာကျမ်းစာအသင်းများအဖွဲ့မှစ၍ပြည်တွင်းပြည်ပရှိခရိယန်အဖွဲ့အစည်းများနှင့်တမန်ကျမ်းစာပြန်ပွားရေးလုပ်ငန်းလှုပ်ဆောင်နေသောအခြားသာသနာအဖွဲ့အစည်းများနဲ့လည်းလက်တွဲကာအကောင့်ထဲပေါ်လက်ရှိပါတယ်အဲတော့တမန်ကျမ်းစာအသင်းရင်ဆိုင်နေရတဲ့အရာတစ်ခုကရှောင်လွဲလို့မရတဲ့အရာရှိတယ်အဲ့ဒီရှောင်လွဲလို့မရတဲ့အရာတစ်ခုကိုပဲဒီနေ့ဝေမျှသွားမှာဖြစ်ပါတယ်နောက်ကပတ်တော်အားဖြင့်ကျွန်တော်ဝေမျှသွားခြင်းပါတယ်ကျွန်တော်တို့ခုနဖတ်သွားတဲ့ကျမ်းချက်တစ်ခုဖြစ်တဲ့ရှေးယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်7ကအကြောင်းအရာလေးကိုအခြေခံပြီးတော့ကျွန်တော်ဝေမျှသွားဖို့ဖြစ်ပါတယ်ဆိုတော့စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှဘုရားသခင်ဘုရားကိုချစ်တော်သူတို့သည်ဂတိထားတော်မူသောအသက်တရဖူကိုရလိမ့်မည်ဆိုတဲ့အကြောင်းအရာပေါ်မှာအဓိက focus လုပ်ချင်တဲ့အကြောင်းအရာကတော့စုံစမ်းနှောက်ယှက်ခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ပေးထားတဲ့ခေါင်းစဉ်ကတော့စုံစမ်းနှောက်ယှက်ခြင်းရဲ့နှက်နဲမှုများလို့ကျွန်တော်ဒီလိုပေးပါတယ်ထို့သူစုံစမ်းခြင်းမေခွန်း၃ခုဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ်စုံစမ်းနှောက်ယှက်ခြင်းရဲ့နှက်နဲမှုများလို့ပြောတဲ့အခါမှာဒီစုံစမ်းခြင်းဒီကျွန်တော်တို့ရဲ့ဘဝအသက်တာမှာအမြဲကြုံနေရတဲ့အရာတစ်ခုဖြစ်ပါတယ်လူတိုင်းကစုံစမ်းခြင်းနဲ့လွတ်ပြီးတော့အသက်ရှင်စုံစမ်းခြင်းကလွတ်ပြီးတော့နေရတယ်လို့မဟုတ်ပါဘူးကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တိုင်းစုံစမ်းခြင်းကပိုပြီးကြုံရပါတယ်ဘာလို့ကြုံရတယ်လဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ကသခင်ခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်မှာဘုရားသခင်ရဲ့သားသမီးဖြစ်လာပါတယ်နော်ကျမတို့ဟာဘုရားသခင်ရဲ့သားသမီးဖြစ်လာပါတယ်ဘုရားသခင်ခရစ်တော်ကိုမယုံကြည်ခင်ကာလအချိန်ကာလဒီစာတန်ရဲ့လက်ထဲမှာကျွန်တော်တို့ရှိပါတယ်ဓမ္မကျမ်းစာမှာအတိလေးပဲဖော်ပြထားတယ်အဲကြောင့်မို့ကျွန်တော်သခင်ခရစ်တော်ကိုလက်ခံလိုက်တဲ့အခါမှာစာတန်လက်ထဲကနေလွတ်ပြီးတော့ဘုရားသခင်ရဲ့လက်ထဲကိုရောက်လာတာဖြစ်ပါတယ်အဲ့တော့စာတန်ရဲ့လူဖြစ်ခဲ့တဲ့ကျွန်တော်တို့ကိုကျမတို့ကို
စာတန်ကဒီတိုင်းအလွတ်မပေးပါဘူးကျွန်တော်တို့ကိုပြန်ပြီးတော့ဖျားသခင်နဲ့ဝေးသွားဖို့ကျွန်တော်တို့အမြဲပဲဆွဲဆောင်နေတယ်တွေးဆောင်နေတယ်စုံစမ်းနေတာဖြစ်ပါတယ်အဲ့တော့ဒီစုံစမ်းခြင်းကကျွန်တော်တို့ဘဝမှာရှောင်လို့လည်းမရဘူးရင်ဆိုင်ဖို့ပဲရှိတယ်အဲ့တော့စုံစမ်းခြင်းကိုရင်ဆိုင်ဖို့ပြောတဲ့အခါမှာကျွန်တော်တို့ကစုံစမ်းခြင်းကိုသိဖို့လိုတယ်အဲ့တော့စုံစမ်းခြင်းကိုကျွန်တော်တို့ဘယ်လိုသိနိုင်သလဲဆိုလို့ရှိရင်တမန်ကျမ်းစာထဲမှာတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်အနေနဲ့တမန်ကျမ်းစာထဲအရာဆိုလို့ရှိရင်တော့စုံစမ်းခြင်း၃မျိုးကိုကျွန်တော်တွေ့ရတယ်ပထမတစ်မျိုးဒီဖယားတကယ်ကစုံစမ်းနဲ့စုံစမ်းနှောက်ယှက်ခြင်းတစ်မျိုးဖြစ်ပါတယ်စုံစမ်းနှောက်ယှက်ခြင်းဆိုတာတစ်မျိုးဖြစ်ပါတယ်အဲ့ဒီကတော့ကျွန်တော်တို့ယောဘရဲ့အသက်တာကိုကြည့်တဲ့အခါမှာတွေ့ရပါတယ်နော်စုံစမ်းနှောက်ယှက်ခြင်းဒါကတော့ဘုရားသခင်ကသူ့ရဲ့သားကိုသူ့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အခါမှာဘုရားသခင်နဲ့စာတန်နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့အရာဖြစ်ပါတယ်ဒါစုံစမ်းခြင်းတစ်မျိုးဖြစ်ပါတယ်ယောဘရဲ့အသက်တာကိုစစ်ကျင်ကြည့်မယ်ဆိုလို့ရှိရင်ယောဘအခန်းကြီး1ငယ်1အခန်းကြီး1နဲ့အခန်းကြီး2ကိုဖတ်တာနဲ့ကျွန်တော်တို့သိတယ်ယောဘဟာဘာတစ်ခုမှမကောင်းတာမလုပ်ဘူးအပြစ်လည်းတစ်ခုမှမလုပ်ဘူးဘုရားသခင်ကိုအယံချစ်တယ်လူသူ့လောက်ကောင်းတဲ့လူမရှိတော့ဘူးလောကမှာဒါပေမဲ့သူကစုံစမ်းခြင်းကြီးမားမားကိုသူကြုံရတယ်နော်ဒါကစုံစမ်းခြင်းတစ်မျိုးပါဒီကနေ့ဒီလိုမျိုးစုံစမ်းခြင်းကျွန်တော်တို့တွေလည်းကြုံရတယ်ဒါကိုလေကြော်ဖြတ်နိုင်ရတဲ့ခွန်အားလဲဘုရားသခင်ပေးတယ်ဆိုတာကိုယောဘအသက်တာအဖြစ်ကျွန်တော်တို့ဆင်ခြင်ရနိုင်တယ်ဒါကပထမစုံစမ်းခြင်းနှောက်ယှက်ခြင်းတစ်ခုဖြစ်ပါတယ်ဒုတိယစုံစမ်းခြင်းတစ်ခုကတော့ဘာပြောတယ်လဲဆိုလို့ရှိရင်အပြစ်သွေးဆောင်ခြင်းဖြစ်ပါတယ်အပြစ်သွေးဆောင်ခြင်းကလေစုံစမ်းခြင်းတစ်မျိုးပါပဲအဲ့ဒီအပြစ်သွေးဆောင်ခြင်းကတော့စာတန်ကလောက်တာလည်းမဟုတ်ဘူးဘုရားသခင်ကလည်းလောက်တာမဟုတ်ဘူးဘယ်သူကလောက်တယ်လဲဆိုရင်တော့ရှင်ယာကုပ်ခရစ်ဝင်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်73ကိုကျွန်တော်ဆက်ဖတ်မယ်73 74 15ကိုကျွန်တော်ဖတ်မယ်အပြစ်သွေးဆောင်ခြင်းကိုခံရတော့သူမိဒီကဖယားသခင်ဒီငါ့ကိုသွေးဆောင်တော်မူသည်ဟုမပြောစေနဲ့တဲ့ဖယားသခင်ကသွေးဆောင်တယ်လို့မပြောနဲ့တဲ့မကောင်းသောအရာဒီဖယားသခင်ကိုမသွေးဆောင်နိုင်ရတဲ့နော်မကောင်းတာလုပ်ဖို့ဖယားသခင်ကိုဘယ်သူမှသွေးဆောင်လို့မရဘူးတဲ့ကိုတော်ဒီလေအဘယ်သူကိုမျှအပြစ်တို့သွေးဆောင်တော်မမူနော်ဘုရားသခင်ကလည်းသူ့သားသမီးတွေကိုအပြစ်ထက်ကြောက်ဖို့သူသွေးမဆောင်ဘူးတဲ့မိမိတတ်မဲ့သောစိတ်နဲ့မိမိတတ်မဲ့သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကိုခံတော်သူမိဒီကအပြစ်သွေးဆောင်ခြင်းတို့ရောက်တတ်၏တဲ့ဘယ်သူကြောင့်ရောက်သလဲမိမိတတ်မဲ့စိတ်ကျွန်တော်တို့ရောက်စီတိုင်းမှာတတ်မဲ့စိတ်ဆိုတာရှိတယ်အစာအသောက်တတ်မဲ့တာရှိတယ်ပစ္စည်းဥစ္စာတတ်မဲ့တာရှိတယ်အလှအပတတ်မဲ့တာရှိတယ်ဂုဏ်သတင်းအာဏာတတ်မဲ့တဲ့လူတွေရှိတယ်အဲ့ဒီတတ်မဲ့စိတ်ရဲ့ဖြားယောင်းခြင်းကိုခံရပြီဆိုလို့ရှိရင်တော့အပြစ်သွေးဆောင်ခြင်းကိုရောက်တယ်ဒါရှင်ယာကုပ်ကပြောတာလေဒါအဲ့ဒီရှင်ယာကုပ်ပြောတဲ့အတိုင်းပဲကျွန်တော်တို့အရောက်စီတိုင်းမှာကျွန်တော်တို့ရဲ့တတ်မဲ့စိတ်ကြောင့်အပြစ်သေးကိုရောက်သွားတဲ့အပြစ်သွေးဆောင်ခြင်းကိုရောက်သွားတဲ့အချိန်ကာလအခါတွေရှိတယ်ကိုပြန်ပြီးစင်ကြင်ဖို့ဖြစ်ပါတယ်အဲ့တော့တတ်မဲ့သောစိတ်ဒီဗဒိတ်တေယူ၍ဒုစရိုက်ကိုဖွာတတ်၏ဟောတတ်မဲ့စိတ်ဖြစ်လာပြီဆိုရင်ဒုစရိုက်ကိုပြုလာပြီဒုစရိုက်လှုပ်လာပြီမကောင်းတာလှုပ်လာပြီတဲ့အဲ့တော့ဒုစရိုက်ဒီလည်းပြည့်စုံလေသေခြင်းကိုဖွာတတ်၏နော်မကောင်းတာတွေပြည့်စုံသွားပြီဒုစရိုက်တွေပြည့်စုံသွားပြီကြီးမားလာပြီဆိုရင်ခင်ဗျပြန်လဲဖို့ခက်ပြီအဲ့ဒီကကြရင်တော့ဘုရားသခင်နဲ့ဝေးပြီးတော့တေဖို့ပဲရှိတယ်စုံစမ်းခြင်းထဲမှာဒီအပြစ်သွေးဆောင်ခြင်းတစ်ခုကလည်းပါတယ်ဒါကတော့စာတန်ကလည်းကျွန်တော်တို့ပြောတာမဟုတ်ဘူးရိုးရိုးလေးကျွန်တော်တို့လူငယ်တွေဘ
ဝမှာပို့ပြီးကြုံရတတ်တယ်တငယ်ချင်းတွေလာအရက်ဆိုင်သွားကြရအောင်ဘီယာတော့တောက်ရအောင်အလုပ်တစ်ခုလို့နည်းနည်းလေးပက်ဆာရလာပြီဆိုရင်လာတကယ်ချင်းအရက်တက်တောက်မယ်ဘီယာတက်တောက်မယ်တစ်ခွက်တစ်ဖလားတောက်တာပဲဒါပေမဲ့တစ်ခွက်တစ်ဖလားဝင်တာနဲ့ဘာဖြစ်လဲတလုံးတကြားဖြစ်လာပြီလေတလုံးတကြားနဲ့မရဘူးဆိုတော့သစီပေါ့စီလိုက်ဘီယာဆိုတာစီပဲပြောတာဟုတ်ဆိုတော့တောက်ပါများတဲ့အခါမှာလူစိတ်ကဘာဖြစ်လာပြီလဲထိမရတဲ့အခါမှာကျွန်တော်တို့လှုပ်ချင်တဲ့အရာကိုအဲ့ဒီမှာလှုပ်တော့တာပဲအဲ့ဒီကစာရန်ကမင်းဘီယာတတ်တော့ပါလို့လည်းပြောတာမဟုတ်ကိုခေါ်လာတော့ရှိမယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာလုပ်ပိုင်ခွင့်ရှိလဲငင်းပိုင်ခွင့်ရှိတယ်ဘီယာတောက်မလားမတောက်ဘူးလားတောက်လို့လွန်နွားလို့ရှိရင်ဘာဖြစ်လာနိုင်တယ်လဲဆိုတဲ့အကျိုးဆက်ကလည်းကျွန်တော်တို့သိတယ်ဒါကဥပမာလေးတစ်ခုပေးတာပါဒီလိုမျိုးပဲအလှပသိမ့်မှက်ပြီးတော့အလှပကိုနောက်ကိုလိုက်သွားတဲ့အခါမှာကိုယ်မှာငွေကြေးမပြည့်စုံတဲ့အခါမှာကိုလှဖို့ပဖို့စူးစမ်းတဲ့အခါမှာငွေရဖို့မတရားတော့နီလန်းနေနဲ့ရှာဖွေကြတဲ့သူတွေအများကြီးပဲအဲ့ဒီလူတွေဟာနောက်ဆုံးမှာဘာဖြစ်လဲအပြည့်ရဲ့သွေးဆောင်ခြင်းကိုကြားပြီးတော့ဒုစရိုက်တွေကိုပြုတော့တာပဲမလုတ်တဲ့အရာဘုရားသခင်သားမြစ်တဲ့အရာဘုရားသခင်မကြိုက်တဲ့အရာတွေကိုရဲပဲလုတ်တော့တာပဲဘာလို့လဲဆိုတော့တတ်မဲ့စိတ်ကသူ့ကိုလွှမ်းမိုးသွားတဲ့အခါမှာအပြည့်သွေးဆောင်ခြင်းတွေကိုကြားရောက်တော့ဒါကလူငယ်လူရွယ်အသက်အရွယ်မရွေးကျွန်တော်တို့အသက်အရွယ်မှာလည်းဒီတတ်မဲ့ခြင်းကရှိနေတုန်းပဲအသက်90 80လဲတတ်မဲ့စိတ်ကရှိနေတုန်းပဲအဲ့ဒီတတ်မဲ့စိတ်ကိုကျွန်တော်တို့ထိန်းနိုင်ဖို့လိုပါတယ်ဒီစုံစမ်းခြင်းကိုနိုင်ဖို့ဆိုရင်စုံစမ်းခြင်းတစ်မျိုးတစ်ခုကတော့စုံစမ်းနောက်ဆက်ခြင်းတစ်ခုကတော့အပြည့်သွေးဆောင်ခြင်းနောက်တစ်ခုကတော့စုံစမ်းသွေးဆောင်ခြင်းလို့ပြောပါတယ်စုံစမ်းသွေးဆောင်ခြင်းကဘယ်မှာတွေ့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရှင်မသက်ခရစ်ရဲ့အခါကြီး၄မှာကျွန်တော်တို့တွေ့ရပါတယ်တော့ဒီနေ့စုံစမ်းသွေးဆောင်ခြင်းရဲ့အကြောင်းကိုအကျယ်တဝဲဒီမှာဝေမျှသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဟာကဒီကနေ့ကျွန်တော်တို့စာရန်ကကျွန်တော်တို့ကိုစုံစမ်းနေတဲ့အရာဖြစ်ပါတယ်ဒီဟာကကျွန်တော်တို့နေ့တိုင်းကြုံနေရတာဖြစ်တယ်ကျွန်တော်တို့လောကအသက်တာမကုံဆုံးမချင်းဒီစုံစမ်းခြင်းကိုကျွန်တော်တို့ကြော်ဖြတ်နေရအောင်ပါလေအဲ့တော့စုံစမ်းခြင်းကိုကြော်ဖြတ်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစုံစမ်းခြင်း၃မျိုးကိုထဲဝင်တည်ထားမှာပဲဖြစ်ပါလိမ့်မယ်အဲ့တော့သခင်ယေရှုကယောဟန်ရဲ့လက်ထဲမှာဗတ္တိဇံခံပါတယ်ဗတ္တိဇံခံပြီးတာနဲ့တန်ရှင်တော်ဝိညာဉ်တော်ကတောကိုပို့ပါတယ်တောကိုပို့တော့တောထဲမှာရက်40သခင်ယေရှုကစားမစား fasting လုပ်ပြီးတော့နေပါတယ်ရက်40တိတိပါတမန်ကျမ်းစာထဲမှာတော့ထိုအခါမှာ၌၏စုံစမ်းတွေးဆောင်ခြင်းကိုခံစေရမည်အကြောင်းဝိညာဉ်တော်သည်ယေရှုကိုတောသို့ပို့ဆောင်တော်မူ၍ယေရှုသည်ရက်40ပတ်လုံးအစာအာဟာရမသုံးဆောင်ဘဲနေပြီးမှမွတ်သိပ်ခြင်းတို့ရောက်တော်မူ၏တဲ့ရက်40တိတိတောမှာနေပြီးတော့အစာရှောင်ရလောက်အောင်ဘလောက်ရေးကြီးတဲ့တာဝန်ကိုလုပ်ဖို့လေလို့စဉ်းစားစရာရှိပါတယ်တကယ်ယေရှုလောကကိုကြွလာတာကဘု து အတွက်လေအပြစ်သားလောကီသားတွေကိုကယ်တင်ဖို့ရန်အတွက်ကြွလာခြင်းဖြစ်ပါတယ်ကယ်တင်ခြင်းအမှုကိုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ကယ်တင်ခြင်းအမှုကိုလုပ်ဖို့အတွက်သခင်ခရစ်တော်ဟာယေရှုဟာစုံစမ်းခြင်းကိုကြီးမားမားကြော်ဖြတ်ရပါဒီစုံစမ်းခြင်းကိုမအောင်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်တို့ရှိမှာမဟုတ်ဘူးလေတကယ်ယေရှုကဒီစုံစမ်းခြင်းကိုမအောင်ဘူးဆိုလို့ရှိရင်ဒီနေ့ဒီကဘာကြီးမှာခရိယန်ဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးတ
ဒီကဲတင်ခြင်းအမှုကိုစတော့မဲ့အခါမှာဘုရားတကယ်ကတကယ်ယေရှုကိုစာတန်ရဲ့စုံစမ်းခြင်းကိုကြုံစေပါတယ်နော်အဲ့တော့ရက်40ထဲမှာဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာတော့ဆရာမပြောတော့ဘူးနောက်တစ်ခုကတော့ရက်40ပြည့်သွားတဲ့အခါမှာဘာရေးတယ်လဲဆိုလို့ရှိရင်ထိုအခါစုံစမ်းယေရှုဒီရက်40ပတ်လုံးအစာအာဟာရကိုမသုံးဆောင်ပဲနေပြီးမှမွတ်သိပ်ခြင်းတို့ရောက်တော်မူ၏တဲ့ဆိုဆရာကြီးယူတတ်တာတုံးထားတဲ့စကားလုံးမှာမွတ်သိပ်တယ်ဆိုတဲ့စကားလုံးကိုနည်းနည်းသတိထားစေချင်တယ်ကျွန်တော်ကရင်မှာတော့ဘယ်လိုသုံးတယ်လဲတော့မသိဘူးမွတ်သိပ်တယ်ဆိုတဲ့စကားကမစားရရင်မနေနိုင်လောက်တဲ့အနေအထားမှာဖြစ်ပါတယ်ကျွန်တော်တို့ဗိုက်စားတယ်မဟုတ်လားဗိုက်စားတဲ့အခါမှာငါဗိုက်စားတယ်ကွာဆိုပြီးတော့မစားပဲနေလို့ရသေးတယ်နော်ဗိုက်စားတယ်ဆိုတဲ့စကားလုံးကကျွန်တော်မစားရင်လည်းနေနိုင်သေးတယ်ဒါပေမဲ့ငါငတ်နေပြီကွာဆိုရင်တော့စားငတ်နေပြီဆိုရင်တော့မစားလို့မရတော့ဘူးဒီမှာမွတ်သိပ်တယ်ဆိုတာစားငတ်တာကိုပြောတာစားငတ်တဲ့အဆင့်ကိုရက်40လုံးဘာတစ်ခုမှမစားတဲ့လူတစ်ယောက်ကမမွတ်သိပ်ပဲရှိမလားမစားငတ်ပဲရှိမလားအဲ့ဒီလိုစားငတ်တဲ့အချိန်မှာဘယ်သူကလာတယ်လဲဆိုလို့ရှိရင်ထိုအခါစုံစမ်းတွေးဆောင်တော်သူတွေချင်းကပ်၍ကိုတော်ဒီဖျားတခင်ဤသားတော်မှန်လေဤကြောက်ခဲတို့ကိုမုံဖြစ်စေခြင်းကအမိတ်ရှိတော်မူပါဟုလျှောက်လေ၏ဟုတ်စာရန်ကရောက်လာပါတယ်ဒီမှာတော့စုံစမ်းတွေးဆောင်တော်သူလို့ပြောပါတယ်အဲ့ဒီလူကအချိန်ကပ်ရောက်လာပါတယ်နော်အချိန်ကပ်ရောက်လာတယ်ယေရှုစာငတ်နေတဲ့အချိန်မှာကွက်တိရောက်ပါတယ်ကွက်တိရောက်ပြီးတော့သူပြောတဲ့စကားကလည်းအရန်ပဲအချိန်အခါအဲ့ဒီကာလနဲ့တအားကြိုက်တယ်ယေရှုတအားစာနေတဲ့အချိန်မှာမင်းဖျားသားတော်မှန်လို့ရှိရင်ဒီကြောက်ကိုမုတ်ပြောင်းပြီးတော့မင်းစားလိုက်ပါလို့ဘိုက်ဖြည့်လိုက်ပါလို့ပြောတာပဲဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်ပါဘိုက်စာနေတဲ့အချိန်မှာမစားရရင်မဖြစ်တော့တဲ့အချိန်မှာတကယ်ယေရှုရဲ့နေရာကိုကျွန်တော်တို့စဉ်းစားကြည့်သူဟာဖျားရဲ့သားတော်မှန်ရင်လို့လဲစကားသုံးပါတယ်ပြီးကြောက်ကိုမုတ်ဖြစ်ပါစေဆိုပြီးတော့လေသူကပြောင်းပါလို့လေပြောပါတယ်ဆိုတော့ဖျားသခင်ရဲ့သားဆိုတဲ့ဂုဏ်ပုံနဲ့မုတ်ကိုပြောင်းနိုင်တဲ့တကူဖျားသားမှန်လို့ရှိရင်တော့တကူရှိမှာပဲဟုတ်တယ်နော်တကူရှိတယ်အဲ့ဒီတကူနဲ့လှုပ်လိုက်ပါဒါပေမဲ့သခင်ယေရှုကသူမလုပ်ခဲ့ပါဘူးသူဘာပဲပြောတယ်လေဆိုရင်လူဒီမုံအားဖြင့်အသက်ကိုမိုးရသည်မဟုတ်ဖျားသခင်မိတ်တော်မူသည်များအားဖြင့်အသက်ကိုမိုးရမည်ချမ်းသာလာသည်ဟုပြန်ပြောတော်မူ၏လူဟာအစားအသောက်နဲ့ပဲအသက်ရှင်ရတာမဟုတ်ဘူးဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်ရမယ်တဲ့အစာလဲစားရမယ်နှုတ်ကပတ်တော်လဲလိုက်နာရမယ်ဒါပေမဲ့အစာအသောက်ရဲ့နှုတ်ကပတ်တော်ရဲ့ဘုရားသခင်ကိုအစာအသောက်နဲ့ဘုရားသခင်ကိုရွေးပါဆိုလို့ရှိရင်တော့ဘုရားသခင်ကိုရွေးဖို့သခင်ယေရှုကဒီမှာတွင်တင်ထားတာပဲသူပြောတာကကျမ်းစာလာသည်လို့သူပြောပါတယ်ဘုရားသားတော်ဆိုတာယေရှုကိုယ်တိုင်ဘုရားသားတော်ပဲဒါပေမဲ့ तू မလုပ်ပါဘူး तू မလုပ်ခဲ့ပါဘူးသူကဘုရားသခင်ရဲ့စကားကိုပဲနားထောင်ပြီးတော့အစာထက်နှုတ်ကပတ်တော်ကိုရွေးချယ်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒီကနေ့ကျွန်တော်တို့စဉ်းစားကြည့်ပါ
စာတန်ကလည်းကျွန်တော်တို့ကိုအစာအသောက်နဲ့ပတ်သက်ပြီးစုံစမ်းတွေးဆောင်လာရင်ကျွန်တော်တို့ဘယ်လောက်ထိတီးခံနိုင်မလဲဘယ်လိုရွေးချယ်ကြမလဲဒီမေးခွန်းတစ်ခုကသခင်ယေရှုကိုမေးတယ်ဆိုတာကဟိုးကဘာဦးတုံးကလည်းအာဒံနဲ့အေဝါကကြုံခဲ့ရပြီအာဒံနဲ့အေဝါကဘာဖြစ်လဲအသီးကိုမစားနဲ့စားရင်ဘာဖြစ်လဲသိမယ်လို့ဘုရားသခင်ကပြညတ်ထားတယ်အစာကိုရွေးမလားဘုရားသခင်ရဲ့စကားကိုရွေးမလားဆိုတဲ့အရာပဲဒါပေမဲ့စာတန်ရောက်လာပြီးတော့အေဝါကိုလှည့်ဖြားလိုက်တဲ့အခါမှာစကလုံးတွေနဲ့လှည့်တယ်နော်စကလုံးလေးတွေနဲ့လှည့်တယ်တကယ်တော့စဉ်းစားကြည့်ရင်အေဝါဆိုတာကသူအဲ့ကပ္ပဦးကာလကိုပြန်စဉ်းစားဆင်ခြင်ကြည့်ရင်ဘုရားသခင်ရဲ့အာဒံရဲ့သူတို့တူနဲ့ရဲ့၃ယောက်ပဲတွေ့ကြတာဘုရားသခင်ကမိတ္တဟအမြဲလာပြုတယ်ပြောတယ်၃ယောက်ပဲရှိတယ်ဒါပေမဲ့အေဒင်ထဲကိုဘသူကဝင်လာတယ်လဲဆိုတော့စာတန်ကဝင်လာတယ်မွေရောင်ဆောင်ပြီးဝင်လာတော့အေဝါကဘာလို့မွေရဲ့စကားစာတန်ရဲ့စကားကိုလွယ်လွယ်ကူကူလိုက်သွားတာလဲလို့စဉ်းစားကြည့်ဒါပေမဲ့စာတန်ကအလွန်လဲပါတယ်စာတန်ကသူမိမကိုပြောတယ်နော်အေဝါကိုပြောတယ်ဖယားသခင်ကအဲ့ဒီလိုပြောသလားဆိုပြီးတော့ဖယားသခင်နာမည်ကိုသူသုံးပါတယ်ကျမ်းစာကိုတေချာဖတ်ကြည့်နေကဘာဦးကျမ်းမှာဘုရားသခင်ကမင်းတို့ကိုဒီလိုပြောသလားဒီဥယျာဉ်ကအပြည့်နေမစားနဲ့လို့ပြောသလားလို့ဘုရားသခင်ဆိုတဲ့နာမည်ကိုသုံးပါတယ်ဘုရားသခင်ကိုအေးဝမသိဘူးလားသိတယ်သိတဲ့အခါမှာအေးဝလည်းစဉ်းစားမှာပေါ့ဒီတယောက်ကဘုရားကိုသိတာပဲဆိုတော့ तू ကရေးရေးနီးနီးတဲ့စကားအဲ့မှာလက်ခံပြောတော့တာရေးရေးနီးနီးစကားလက်ခံပြောလိုက်တဲ့အခါမှာအဲ့ဒီမှာစကလုံးတွေ तू ထည့်လိုက်ပြီမင်းတို့မသိဘူးဖျားလို့ဖြစ်မယ်ဖျားကဲတော့ဖြစ်မယ်ဆိုပြီးတော့စကလုံးထပ်ပြီးထည့်လိုက်ပါတယ်အေဝါနဲ့စာတန်စကားပြောရင်ရင်းနှီးသွားတဲ့ခါကျတော့စကလုံးတွေကအဲ့ဒီမှာလာပြီဖယားကဲတို့ဖြစ်မယ်ဆိုတဲ့စကားတစ်ခေါက်နဲ့အေဝါဟာလုံးလုံးကြရှုံးသွားပါတယ်သူကိုပြောထားတာကမစားနဲ့စားရင်သိမယ်ဒီမှာပြောတာကမသိဘူးမင်းတို့ဖျားလို့ဖြစ်မယ်စကားထောင်ကြောက်ကိုကြုံရတဲ့အခါမှာအေဝါကအဲ့ဒီမှာဖယားရဲ့စကားကိုကြွေးတာတဲ့မလုပ်လိုက်တယ်လေစာတန်ရဲ့စကားကိုနားထောင်ပြီးတော့အသီးကိုစားလိုက်ပါတယ်အဲ့ဒီကစပြီးတော့လူဟာအပြစ်သားဆိုပြီးတော့ဖြစ်လာတယ်ပြောချင်တာကအေဝါနဲ့အာဒံကလည်းဒီမေးခွန်းကိုကြုံခဲ့ပြီးပြီဖြေခဲ့ပြီးပြီမအောင်ဘူးဓမ္မဟောင်းကာလမှာလည်းလူတွေအများကြီးဖြေခဲ့ပြီးအောင်တဲ့လူရှိတယ်မအောင်တဲ့လူတွေအများကြီးပဲနော်ကျွန်တော်တို့ဓမ္မဟောင်းကတိတ်သူ့လောက်တော်တဲ့ပညာတတ်တဲ့လူမရှိတော့ဘူးဆိုတဲ့ရှောလမုန်ဘုရင်ကြီးကိုသိတယ်မဟုတ်လားရှောလမုန်ဘုရင်ကိုကျွန်တော်တို့ဘယ်လိုသိကြလဲဉာဏ်ပညာသူ့လောက်ကြီးတာမရှိတော့ဘူးအချမ်းသာဆုံးပဲကဘာမှာမိန်းမလည်း1000ရှိတယ်ဒါပေမဲ့သူ့ရဲ့နောက်အသက်တာကဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီအခြားသောမိန်းမတွေကိုယူပြီးတဲ့နောက်မှာအခြားဝေးသွားတယ်ဆိုတော့သူရတယ်ဖះနဲ့ဝေးသွားလို့ဘုရားသခင်ကဘာအပြစ်ပေးတယ်လဲဆိုလို့ရှိရင်ဣသရေလတိုင်းပြည်ကြီးနှစ်ချမ်းကိုခွဲပလိုက်တော့တာဒါကဆောလမုန်ရဲ့အပြစ်ပြည့်စုံလာတယ်လို့တမန်ကျမ်းစာထဲမှာပေါ်ပြထားတာဖြစ်ပါတယ်ပြောချင်တာကကျွန်တော်တို့ကဒီလိုစုံစမ်းခြင်းမျိုးတွေအမြဲတမ်းကျွန်တော်တို့ကြုံနေရတယ်ဆိုတာကိုပေါ်ပြခြင်းအဲ့တော့အခုတကယ်ယေရှုကသူရှင်းရှင်းလေးပဲသူပြောလိုက်တယ်လူကမုံအားဖြင့်တော့အသက်ရှင်ရတာမဟုတ်ဘူးနှုတ်ကပတ်တမဘုရားတကယ်နှုတ်တော်ထက်စကားနဲ့အသက်ရှင်ရတာဖြစ်ပါတယ်ရှင်လာလို့ရှိရင်နှုတ်ကပတ်တော်ကိုပဲရွေးပြီးတော့အသက်ရှင်ရမှာဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်အဲ့ဒီကမှာ
မာနကဘာလုပ်တယ်လဲဆိုရင်ယေရှုကိုတန်ရှင်တော်မြို့တော်တို့ဆောင်သွား၍ဗိမာန်တော်၏အထွတ်၌တင်ထားပြီးလေကျမ်းစာလာဒီကကောင်းကင်တမန်တို့အားတင့်အဖို့မာထားတော်မူသည်ဖြစ်၍တင်ဤခြေကိုကြောက်နှင့်မထိခိုက်စေခြင်းကသူတို့သည်လက်တင့်ကိုလက်နှင့်မဆချီပေးကြလိမ့်မည်ဟုလာ၏စာတန်ကပြောတဲ့စကားကတော်တော်လေးကိုပညာရှိတယ်ဗျယေရှုကပြောတယ်နှုတ်ကပတ်တော်တမန်ကျမ်းစာဖျားသခင်မိန်တော်မူသည်များအားဖြင့်အသက်ရှင်ရမယ်လို့သခင်ယေရှုကပြောတော့စာတန်ကလည်းကျမ်းစာကိုပြန်ကိုင်ပြီ။အော်ယေရှုမင်းကကျမ်းစာဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားကိုတအားလိုက်နာတဲ့လူဘုရားသခင်ရဲ့စကားအတိုင်းအသက်ရှင်နေဆိုရင်ဒါဒီခါဒီမှာကျမ်းစာထဲမှာဒီလိုပြောတယ်မင်းခုံချလိုက်လို့ရှိရင်ကောင်းကင်တမန်တွေကမင်းကိုဘာလုပ်မလဲကဲမယ်တဲ့ဒါကဘယ်ကျမ်းစာလဲဆိုစာလံ61ခုမြောက်သောစာလံထဲကအငယ်7နဲ့7ကိုစာလံကကိုးကားပြီးတော့ပြောတာပဲနော်တကယ်ယေရှုကပထမသူပြောတာကကျမ်းစာနှုတ်ကပတ်တော်အားဖြင့်အသက်ရှင်ရမယ်လို့ပြောတယ်အဲ့တော့စာတန်ကလာပြီဟုတ်ပြီမင်းကနှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့ပြောတော့မင်းကအဲ့ဒီလိုအသက်ရှင်ရဲ့လားဆိုပြီးတော့ကျမ်းစာနဲ့မေးတော့တာနော်60ခုမြောက်သောစာလံမှာကတော့ကောင်းကင်တမန်တို့ဟာတင်းအဖို့မာထားတော်မူသည်ဖြစ်၍တင်းဤခြေကိုကြောက်နဲ့မထိခိုက်စေခြင်းကသူတို့ဒီတင့်ကိုလက်နဲ့မဆချီပင်ကြလိမ့်မည်ဟုလာ၏ဒီမေကွန်းကစာတန်ရဲ့သူကိုယ်တိုင်ထုတ်ထားတဲ့မေကွန်းမဟုတ်ဘူးနော်ကျမ်းစာတွေကတကယ်ယေရှုကိုပြောထားတဲ့ကျမ်းချက်ကိုယူပြီးတော့ယေရှုကိုစုံစမ်းတော့တာပဲစာတန်ကသိတ်လေပါတယ်ကျွန်တော်တို့ဆိုဘယ်နဲ့လုပ်လဲကျွန်တော်တို့ဘုရားသခင်ကအနန္တတကုရှင်ဘာမဆိုတတ်နိုင်တဲ့လူနော်သူ့လောက်တကုကြီးတဲ့လူမရှိဘူးစัจ java လာလောကကြီးကိုဖန်ဆင်းတဲ့ဘုရားအဲ့ဒီဘုရားရဲ့သားသမီးဖြစ်တဲ့ကျမတို့ကဗိမာန်တော်ကခုံချပါဆိုရင်ခုံချမလားမခုံကြလို့ရှိရင်ယေရှုကမခုံကြရင်ဘာဖြစ်မလဲနှုတ်ကပတ်တော်အတိုင်းသူအသက်ရှင်သလားသူပထမတစ်ချက်ပြောတယ်လေဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားနဲ့ပဲအသက်ရှင်ရမှာတဲ့လူကဟုတ်ပြီအခုဒီမှာမင်းကိုဒီလိုပြောထားတယ်မင်းအဲ့ဒီတိုင်းလုံးမင်းမလုပ်ရင်တော့မင်းဟာဘာဖြစ်လဲနှုတ်ကပတ်တော်အတိုင်းအသက်မရှင်ဘူးဆိုတဲ့စာနာရဲ့နှုတ်ကပတ်တော်ထောင်ချောက်တစ်ခုကိုကြုံရပြီဒါပေမဲ့လေသခင်ယေရှုကတော့ဘာပြောတယ်လဲဆိုလို့ရှိရင်ထို့ကြောင့်စာနာဆက်ပြောတာကထို့ကြောင့်ဘုရားသခင်သားတော်မှာလင်ကိုအောက်တို့ချလိုက်တော်မူပါဟုလျှောက်လေ၏ယေရှုကလည်းသင်၏ဘုရားသခင်ထာဝရဘုရားကိုသင်သည်အစုံစမ်းမပြုရကျမ်းစာလာပြန်သည်ဟုမိန့်တော်မူ၏သခင်ယေရှုကလည်းကျမ်းစာလာပြန်သည်လို့ပဲသုံးပါတယ်ဘုရားရဲ့စကားကဒီလိုရှိတယ်ဒါကြောင့်မင်းဟာဘုရားကိုအစုံစမ်းမပြုရဘူးတဲ့သခင်ယေရှုကိုးကားတဲ့ကျမ်းချက်ကတော့တရားဟောရာကျမ်းအခန်းကြီး6အငယ်16ဖြစ်ပါတယ်အဲ့ဒီမှာဣသရေလလူမျိုးတွေကဘုရားသခင်ကိုစုံစမ်းတယ်လေမာသာအယတ်မှာဘုရားသခင်သူတို့ရှိတယ်မရှိဘူးဆိုပြီးတော့စုံစမ်းတဲ့ကံမှာဘုရားသခင်ကသူတို့ကိုဒဏ်ခတ်ပါတယ်နော်အဲ့ဒီလိုဘုရားသခင်ကိုအစုံစမ်းမလုပ်ရဘူးလို့ယေရှုကပြောပါတယ်ဒီကနေ့ကျမတို့လေဘုရားသခင်ကိုအစုံစမ်းမလုပ်ရပါဘူးဘုရားစာတန်ပြောတဲ့ကြမ်းချက်အတိုင်းသာကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲစ
စာရန်ပြောတဲ့ကြမ်းချက်အတိုင်းကျွန်တော်တို့လုပ်ရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲစာရန်ပြောတဲ့အတိုင်းလုပ်ရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲဘာဖြစ်မလဲစာရန်လူဖြစ်သွားမှာဗောနော်ဟုတ်တယ်မဟုတ်လားအခုဒီကြမ်းချက်ကိုဘယ်သူကပြောရလဲစာရန်ပြောတဲ့လူတစ်ယောက်ကကျွန်တော်စာရွက်တော့ပျောက်သွားတယ်လို့ပါလူတစ်ယောက်ကသူ့ရဲ့အသက်တာမှာသူဘာလုပ်တယ်လဲဆိုလို့ရှိရင်ကျမ်းစာအတိုင်းသူကအသက်ရှင်တယ်ပေါ့ကျမ်းစာအတိုင်းအသက်ရှင်တော့သူကမနဲ့ထလာပြီဆိုလို့ရှိရင်သူကကျမ်းစာအုပ်ကိုမျက်စိမိတ်ပြီးတော့သူကဖွင့်ပါတယ်ဖွင့်ပြီးတော့အတချောင်းနဲ့သူကကျမ်းစာမှာသူထောက်တယ်တဲ့အဲ့ဒီထောက်ပြီးတဲ့ကျမ်းချက်ကအဲ့ဒီနေ့သူ့အတွက်ဘုရားသခင်ပြောတဲ့စကားပဲဆိုပြီးသူကအဲ့လိုအသက်ရှင်တယ်အဲ့တော့သူကတရက်ကျတော့သူကကျမ်းစာအုပ်ဖွင့်ပြီးတော့မျက်စိမိတ်ထောက်လိုက်တဲ့အချိန်မှာဘာတော့ထောက်မိတယ်လဲဆိုလို့ရှိရင်တဲ့သူဒီအခြားတို့သွားပြီးလေကျိုးတတ်၍သိလေ၏တဲ့နော်ရှင်မသက်ခရစ်ဝင်ခန်းကြီး20ငယ်9ကိုသွားတတ်ထောက်တယ်သူဒီအခြားတို့သွားပြီးလေကျိုးတတ်၍သိလေ၏ဆိုတော့သိရမှာဟုတ်ဆိုတော့ तू ကနည်းနည်းလန့်တော့ဟာမဟုတ်ဘူးပေါ့ခါတိုင်း तू အဲ့ဒီတိုင်းအသက်ရှင်တယ်လို့မဟုတ်တော့ तू ဘာလုပ်ပြန်တယ်လဲဆိုတော့နောက်တစ်ချိန်ပိတ်ပြီးပြန်ဖွင့်ပြီးပြန်ထောက်တယ်တဲ့ပြန်ထောက်တော့ဘာတော့ထောက်မိတယ်လဲဆိုရင်တင်းဒီသွား၍ထိုနည်းသူပြီလို့တဲ့နော်လုကာအခန်းကြီး30:39ပထမတစ်ချက်ကသူဒီအခြားတို့သွား၍လေကျိုးတက်၍သိလေ၏တဲ့ဒုတိယတစ်ချက်ကတော့တင်းဒီသွား၍ထိုနည်းသူပြုလို့တဲ့အဲ့ဒီလုပ်ပါတဲ့ဒါတော့မဟုတ်သေးဘူးဆိုတော့နောက်တစ်ချိန် तू ကပြန်ထောက်တယ်ပေါ့နော်နောက်တစ်ချိန်ပြန်ထောက်တော့ဘာထောက်မိတယ်လဲဆိုရင်တင်ပြရတော့အမှုကိုအလေအမြန်ပြုလို့နော်ယောဟန်73:29မှာကျမ်းချက်က3ချက်ပဲနော်ဒါတမန်ကျမ်းစာတွေကနှုတ်ကပတ်တော်ပဲလေအဲ့ဒီတိုင်းအသက်ရှင်မယ်ဆိုရင် तू ဘာဖြစ်မလဲတေကိုသွားတေရမှာအဲ့တော့ပြောချင်တာကနှုတ်ကပတ်တော်ကျမ်းစာအတိုင်းအသက်ရှင်လို့မရဘဲနဲ့ကျွန်တော်တို့ဟာဉာဏ်ပညာနဲ့ဆင်ခြင်ရသေးတယ်တမာတတိနဲ့ဆင်ခြင်ရသေးတယ်ကျမ်းစာကိုတေဖျားတဲ့ကိုအစွမ်းရှိသည်များဉာဏ်စွမ်းရှိသည်များဉာဏ်စွမ်းဆိုတဲ့စကားပြောထားတာကအလကားမဟုတ်ဘူးဖျားတဲ့ကိုချစ်တဲ့အခါမှာယုံကြည်ကိုးစားတဲ့အခါမှာ blind faith သွားလို့မရဘူး blind faith ဆိုတာတစ်မျိုးရှိသေးတယ်မကောင်းတဲ့ဘက်ကိုရှာပြောချင်တာကောင်းတဲ့ဘက်က blind faith ဆိုတာတစ်ခုရှိသေးတယ်ဆိုတော့ဒီမကောင်းတဲ့အဲ့ဒီကျမ်းစာအတိုင်းစကားလုံးအတိုင်းသွားပြီးတော့ယူပြီးတော့အသက်ရှင်လို့မရဘူးကျမ်းစာအတိုင်းပဲအသက်ယူပြီးတော့ရှင်မယ်ဆိုတော့ခုနလူဘယ်လိုလုပ်မလဲတေကိုတေရမှာကျမ်းစာမှာဒီလိုပြောတယ်သူတောက်တဲ့3ချက်စလုံးကဘာဖြစ်လဲတေရမှာဒါပြောချင်တာကနှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့အခါမှာဆင်ခြင်ဉာဏ်နဲ့ကျွန်တော်တို့ဝေဖန်ပိုင်းခြားဖို့လေလိုနေတယ်အခုဒီမှာတခင်ခတ်တော်လေသူပြောတဲ့ကြမ်းချက်အမှန်ပဲဒါပေမဲ့သူဘာလုပ်လဲဖယားတခင်ကိုသူအစုံစမ်းမပြုတ်ဘူးနော်ဖယားတခင်ကိုအစုံစမ်းမပြုတ်ရဘူးဆိုပြီးတော့စာတန်ကိုသူကအဖြေပေးခဲ့ပါတယ်ဒါကဒီကနေ့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များအတွက်ဆင်ခြင်ရမယ့်အရာဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုလိုက်နာတဲ့အခါမှာဘယ်သူကပြောတယ်လဲဆိုတာကိုသတိထားစေချင်ပြောတဲ့လူကစာတန်ဖြစ်နေတယ်ဆိုလို့ရှိရင်ဘလောက်ကောင်းကောင်းနားထောင်ကြမလို့ဘူးလိုက်လို့ကြလည်းမလို့ဘူးဘာလို့လဲဆိုတော့ဒီကနေ့ခေတ်ကာလမှာအနောက်နိုင်ငံရဲ့တရားဟောချက်တွေကိုပုံသူကားချက်ကူးပြီးတရားဟောတဲ့လူတွေရှိတယ်အနောက်နိုင်ငံကလူမဲတွေရောလူဖြူရောဟောတဲ့တရားတစ်ခုကဘာလဲဆိုလို့ရှိရင်ခွေးကမိုးရေခွေး
ကြက်ကမွေးရင်ကြက်ဝက်ကမွေးရင်ဝက်နွားကမွေးရင်နွားလူကမွေးရင်လူဖျားကမွေးရင်ဘာဖြစ်လဲဖျားဆိုရတရားဟောချက်ရှိတယ်သူပြောတာကရုပ်တရက်နားထောင်လိုက်ရင်မှန်တယ်လို့ပဲဟုတ်တယ်နော်ကြက်ကမွေးရင်ကကြက်ကမွေးတဲ့ဟာဘာဖြစ်မလဲကြက်ဝက်ကမွေးရင်လည်းဝက်ပဲခွေးမဖြစ်လာဘူးလေနွားကမွေးရင်လည်းနွားပဲလူကမွေးရင်ကောင်းကင်တမန်ဖြစ်လာမဖြစ်ဘူးလူကမွေးရင်လည်းလူပဲဟောအဲ့ဒါကိုယူပြီးတော့မလုပ်လဲဖះကမွေးရင်ဖះတဲ့ဖះကမွေးလို့ဖះဖြစ်တာဘယ်မှာကြားဘူးတည်းဘယ်မှာတွေ့ဘူးတည်းကျမ်းစာထဲမှာစာကြည့်ရှိသလားဖះကမွေးပြီးဖះဖြစ်တယ်လူရှိလားမရှိဘူးဒါပေမဲ့ငါတို့ဒီဖះများဖြစ်ကြ၏ဆိုတဲ့စာလံထဲကကျမ်းချက်နဲ့ခေယေရှုကအဲ့ဒီကျမ်းကိုကိုးကားပြီးတော့ဖာရိရှဲတွေကိုစုံမတဲ့အခါမှာတခေယေရှုတော်မှပြောတယ်ဟောဆိုပြီးတော့ကျမ်းစာကိုအလွဲယူတာလေကျမ်းချက်ဆိုတာကသူပြောတဲ့ကာလဒေတာနောက်ခံတမိုင်းဆိုတာရှိတယ်သူဆိုလိုရင်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့ဆိုလိုရင်ရှိတယ်အဲ့ဒါကိုခုနပင်အထောက်တဲ့လူတယောက်လိုအသွားပြီးအသက်ရှင်လို့မရဘူးဆိုတာကိုပြောချင်တာဖျားဖြစ်ခြင်းနဲ့စာတန်ကိုဖျားကဘာလုပ်လိုက်လဲကောင်းကင်ကနေနင်ချလိုက်တယ်လေဖျားဖြစ်ခွင့်ကိုဘယ်သူကမှမပေးထားဘူးဟန်စင်ကန်တဲ့ကဘယ်သူကမှလည်းမပေးထားဘူးဒါကြောင့်တမန်ကျမ်းစာထဲမှာဖျားဖြစ်ခြင်းတဲ့ဟာကစာတန်ပဲအဲ့ဒီလိုပဲလူကမွေးရင်လူဖះကမွေးရင်ဖះဆိုပြီးငါတို့ဟာဖះများဖြစ်တယ်လို့ပြောပြီးဆိုတဲ့ကအဲ့ဒါစာတန်ရဲ့လူဖြစ်သွားပြီစာတန်ရဲ့အကြံအစီခင်ဗျားတို့ကျွန်တော်တို့ဘယ်တော့မှဖះဖြစ်လို့မရဘူးဖြစ်ခွင့်လည်းမရှိဘူးဘာပဲဖြစ်လို့ရလဲဖះရဲ့သားသမီးပဲဖြစ်လို့ရတယ်ကျမ်းစာထဲမှာဖះရဲ့သားသမီးလို့ပဲပြောတယ်ဖះကမွေးလို့ဖះဖြစ်သွားတာမဟုတ်ဘူးနော်ဇာတိလိုတုံတင်တဲ့တရားဟောနေတဲ့အတင်းအဖွဲ့တွေရှိတယ်လူတွေရှိတယ်ဒါတွေကတတိထားမဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဒါတွေကိုစင်ကြင်ရမှာဖြစ်ပါတယ်ဉာဏ်နဲ့စင်ကြင်ဖို့ဘုရားသခင်ကပြောထားပါတယ်ဉာဏ်နဲ့ဘုရားသခင်ကိုချစ်ဖို့တကယ်ယေရှုကပြောထားဖို့တပိုးနဲ့စုံစမ်းပါဒါပြီနော်ဆယ်ဖို့တပိုးနဲ့စုံစမ်းပါမာရခိအခန်းကြီး3အငယ်30မှာပြောတယ်မဟုတ်လားအိမ်တော်မှာစားစရာရှိဖို့အတွက်ဗါလဲဆယ်ဖို့တဖို့ကိုပေးကြသူပြောတဲ့အထက်မှာကောင်းကင်ပတင်းပေါက်ဖွင့်ပြီးတော့ဗါဖြစ်လဲအကုန်စင်သွန်းလောင်းမီမသွန်းလောင်းမီကိုစုံစမ်းကြလို့အဲ့ဒါနဲ့တော့စုံစမ်းပါဒါကောင်းတဲ့အရာဖြစ်တယ်ဒါပေမဲ့ခုနလုံးမျိုးကျမ်းစကားကိုယူပြီးမှဘုရားသခင်ကသွားပြီးတော့အစုံစမ်းမလုပ်နဲ့ဘုရားသခင်မကြိုက်ဘူးနော်ငါတို့ဟာဖျားများဖြစ်တယ်ဆိုပြီးတော့ကိုယ့်ကိုဖျားလို့သွားမထင်ကြနဲ့အဲ့ဒါကဖျားကိုဂုံပြိုင်တာဖြစ်သွားပြီးရံဘက်ပြူတာဖြစ်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်ကိုကျွန်တော်တို့ကြည့်အောင်နောက်ဆုံးတစ်ချက်ကတော့တကယ်ယေရှုကို तू ကစကားတောင်ကြောက်လဲမနိုင်ဘူးတမနောက်ကပတ်တော်ထောင်ကြောက်လဲ तू မနိုင်တဲ့အခါမှာ तू ဘာပြောပြီလဲဆိုလို့ရှိရင်တဖန်မာနတ်ဒီယေရှုကိုအလွန်မြင့်လာဆိုတော့တောင်ပေါ်တို့ဆောင်သွား၍ဤလောက၌ရှိသည်များသောတိုင်းနိုင်ငံတို့ကို၎င်းထိုတိုင်းနိုင်ငံတို့၏ဘုံစည်းစိမ်ကို၎င်းပြညွှန်၍ကိုတော်ဒီငါကိုညွတ်ပြတ်ကိုးကွယ်လင်ယခုပြလေသည်များတို့ကိုငါပေးမည်ဟုဆိုလေ၏ကဲကျွန်တော်ကြည့်တော့စာတန်ကဘာပြောလဲငါကိုညွတ်ပြတ်ကိုးကွယ်ပါတဲ့တကယ်လို့များယေရှုကမာနတ်ကိုဝတ်ပြုကိုးကွယ်ခဲ့ရင်ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲစာတန်ဟာဖျားဖြစ်သွားမှာပေါ့တကယ်ယေရှုကဖျားလေဖျားဖြစ်တဲ့ယေရှုကစာတန်ကိုညွတ်ပြတ်ကိုးကွယ်လိုက်ရင်ဘာဖြစ်သွားမလဲစာတန်ကသူ့ထက်ဘာဖြစ်သွားမလဲမြင့်သွားမှာပေါ့အဲ့ဒီလိုဖြစ်ဖို့အတွက် तू ကဘာလုပ်တယ်လဲဆိုလို့ရှိရင်ဒီကမ္ဘာလောကမှာရှိတဲ့တိုင်းနိုင်ငံရဲ့အာဏာစည်းစိမ်ဘုံတကိုးတွေကို तू ပြပြီးတော့ဘာလုပ်လဲ
ယေရှုကိုဆွဲဆောင်တာဖြစ်ပါတယ်အခုကျွန်တော်တို့ခေတ်ရနေထဲမှာလဲအာနာတွေစီးစိမ်တွေကိုတတ်မှတ်ပြီးတော့မလုတ်တဲ့အရာတွေကိုလုပ်နေကြတဲ့သူတွေအများကြီးရှိတယ်မာမလည်းသိတယ်မာမကြီးလိုက်တယ်ပြန်လှည့်လာဖို့ဘယ်တော့မှမစမ်းစားတော့ဘာလို့ဆိုတော့ခုနပြောတဲ့အပြစ်သွေးဆောင်ခြင်းထဲမှာရောက်သွားတာလားအဲ့ဒီတတ်မဲ့စိတ်ကမရတော့ဘူးအဲ့ဒါကြောင့်မလို့မာမတိရဲ့သားနဲ့ကိုနောက်ပြန်မဆုတ်တော့မယ်အဲ့ဒီမားတဲ့အတိုင်းလိုက်ပြီးတော့သူတို့အာနာရဖို့စီးစိမ်ရဖို့ချမ်းသာဖို့နာမည်ကြော်ကြားဖို့ဇွတ်ကိုလှုပ်တော့တာအခုစာတန်လဲယေရှုကိုဘုံစည်းစိမ်အာနာတိုင်းနိုင်ငံရဲ့တကိုးတွေနဲ့သူကဆွဲဆောင်တယ်ဒါပေမဲ့တခင်ယေရှုကတော့နှုတ်ကပတ်တော်ကိုပဲပြန်ပြီးတော့ပြောခဲ့ပါတယ်ယေရှုကလည်းအချင်းစာတန်ဆိုတဲ့စကားတစ်ခုသုံးပါတယ်တတိထားနော်အချင်းစာတန်ဆိုတဲ့စကားတစ်ခုကအချင်းလို့ပြောတဲ့အခါမှာရင်းနှီးတဲ့ပုံကိုယ်တွေလည်းသုံးကြပါတယ်ဒေါရထွက်တဲ့အခါမှာလည်းသုံးလို့ရပါတယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကသိပြီးသားလေယေရှုနဲ့စာတန်ဆိုတာဘာဖြစ်လဲသိပြီးသားစာတန်ဆိုတာဘာတူလဲစာတန်ဆိုတာကလူစီဖာဆိုတာကကောင်းနာနဲ့သားဘုတ်တောက်ကျဲနော်သူကကောင်းကင်သမားနေထဲမှာတော့တကယ်ကိုပညာဉာဏ်နဲ့ကြီးမားတဲ့ရုပ်ရည်စင်ချောမောတဲ့သူနော်ကောင်းကင်သမားနေထဲမှာဆိုသူရှင်နိုင်လောက်တဲ့လူမရှိဘူးသူကဘုရားသခင်ကိုချီးမွမ်းရတယ်ဝတ်ပြုကိုးကွယ်ခြင်းကိုဥဆောင်ရတယ်လို့ဒီလိုပြောပါတယ်ဆိုတော့သူကဘုရားသခင်ကိုဝတ်ပြုချီးမွမ်းရတဲ့လူကနေမှကောင်းကင်သမားတွေကရှိသမျှတွေကသူ့ကိုဝတ်ပြုကိုးကွယ်တာကိုသူကလိုချင်တာပါတယ်ဒါကြောင့်မို့လို့လေဟေရှာယအခန်းကြီး14ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူကကောင်းကင်ဘော်တို့ငါတက်မယ်နော်ကောင်းကင်ကျယ်ပေါ်မှာသူ့ပလင်တိဆောက်မယ်ဖျားကဲတို့ငါနေမယ်ဆိုတဲ့သူစိတ်ထဲမှာသူကြံလိုက်တဲ့အရာတစ်ခုကဘုရားသခင်သိသွားပါတယ်နော်ဖျားကကျွန်တော်ရဲ့စိတ်ထဲမှာဘာကြံစီသလဲဆိုတာတခြားလူမသိနိုင်ဘူးဒါပေမဲ့ဖျားသိတယ်အခုစာတန်ကောင်းကင်တမန်ဖြစ်တဲ့နာဝိညာဉ်ဖြစ်တဲ့စာတန်ရဲ့ကြံစီလိုက်တဲ့အရာသူဘာမှထုတ်မပြောခင်သေးမှာကိုဘုရားသခင်ကဘာဖြစ်လဲသိတယ်ဒါကြောင့်မလို့ဘုရားစိတ်နှလုံးထဲမှာရှိတဲ့အရာကိုကျွန်တော်ဖွက်ထားလို့မရဘူးဘုရားသိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့နေ့တိုင်းကျွန်တော်တို့အပြစ်ကိုလွတ်ဖို့ဘုရားကိုတောင်းပန်နေရတာလေတရက်မှာတစ်ချိန်လောက်မကောင်းတာမတွေးမိဘူးလားမကြံစီဖြစ်ဘူးလားသူများဟာမလိုချင်မိဘူးလားဟမ်ဒီဟာကိုဘုရားသိတယ်အဲ့ဒီလိုပဲအဲ့ဒီလူစီဖာကအဲ့ဒီလိုတွေးလိုက်တဲ့အခါမှာဘုရားကသူ့စိတ်နှလုံးအကြံကိုသိသွားတဲ့နောက်သူ့ကိုကောင်းကင်ကနေအာကာသထဲကိုမောင်းချလိုက်တာဖြစ်ပါတယ်နောက်ဒီကဘာကြီးကိုရောက်လာတာဖြစ်ပါတယ်ဆိုတော့အရင်တုန်းကကောင်းကင်နိုင်ငံမှာသခင်ယေရှုနဲ့ဖခင်စာတန်တို့ကသိနေကြတယ်လေဘာလို့လဲဆိုတော့သခင်ယေရှုကဖခင်လူစီဖာဆိုတာကဖခင်ကိုချီးမွမ်းကိုးကွယ်ရတဲ့သူတို့ကသိပြီးသားဒါကြောင့်မို့လို့ယေရှုကလည်းစာတန်ကိုပြန်ပြီးတတိပေးလိုက်တယ်အချင်းစာတန်ပြန်ပြီးတတိပေးလိုက်တယ်ကောင်းကင်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုစာတန်ကိုပြန်ပြီးတတိပေးလိုက်တာဒါကြောင့်အချင်းစာတန်လို့သူခေါ်လိုက်ပါတယ်ငါနောက်တို့ဆုတ်လို့သင်၏ဘုရားသခင်သာရဘုရားကိုကိုးကွယ်ရမယ်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုမိန့်တော်မူတယ်သူပြန်တတိပေးလိုက်တာစာတန်ကိုစာတန်မင်းဘုရားသခင်ကိုပဲကိုးကွယ်ရမယ်
ရားသခင်ကိုပဲဝတ်ပြုရမယ်ဒါကဘာလဲဆိုတခင်ယေရှုကစာတန်ကိုနောင်တရဖို့အခွင့်ပေးတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့တစ်ခေါက်မာနကြီးသွားပြီးတဲ့နောက်လူတစ်ယောက်ကဘယ်တော့မှနောက်ပြန်လဲတာမရှိဘူးနော်စာတန်မှာလည်းကောင်းကင်တမန်၃ပုံတစ်ပုံသူ့နောက်လိုက်ရှိတယ်ဝိညာဉ်ဆိုးနတ်ဆိုးတွေလည်းရှိတယ်ဒီကမ္ဘာလောကီသားတွေလည်းရှိသေးတယ်နဲတာမဟုတ်ဘူးသူ့မှာလည်းအစွမ်းအစတွေရှိတယ်သူ့မှာလည်း antichrist ဆိုတဲ့လူလာအောင်ပဲမိစ္ဆာ prophet တွေရှိတယ်သူလည်းသူ့နိုင်ငံနဲ့သူနောင်တရစရာအကြောင်းမရှိသူ့အတွက်ကတော့ငရဲပဲစာပြောချင်တာကဒီနေ့စာတန်ကကျွန်တော်တို့ကိုသူနဲ့အတူငရဲကိုသွားဖို့မလုပ်လဲဆွဲကြချင်တာဒါကြောင့်မို့လေကျွန်တော်တို့ကိုဟောက်တော့ချင်တဲ့ကဲတော့အဘယ်သူကိုမျိုးရမင်းနီးဆိုပြီးတော့လှဲ့လေရှာဖွေနေတာတဲ့တတိဒါနော်ယောဘဝုထုမှာရေးထားတာရှိတယ်ယောဘဝုထုမှာရှက်မင်းဘယ်ကလာတယ်လဲလို့ဘုရားသခင်ကစာတန်ကိုမေးလိုက်တဲ့အခါမှာမြေကြီးအရရမှာလှဲ့လေတွာလာခြင်းအမှုထဲကလာပါတယ်လို့သူပြောပါတယ်မြေကြီးမှာဘာလို့တွာလာနေတာလဲဒီလိုယုံကြည်သူတွေကိုသူပြန်ပြီးတော့ဘုရားသခင်နဲ့ဝေးဖို့ဆွဲချဖို့အတွက်သူကလိုက်ရှာနေတာဖြစ်ပါတယ်ဒါကြောင့်မလို့သူကပြောယောဘလို့ဘုရားသခင်ကပြောလိုက်တာနဲ့စာတန်ကချက်ချင်းကိုတက်ကနဲ့ကိုယောဘအကြောင်းကိုပြောနိုင်တာယောဘကိုသိတယ်လို့ဒီကနေ့ကျွန်တော်တို့တယောက်ချင်းကိုလည်းစာတန်သိတယ်ကျွန်တော်တို့ဘာကြိုက်တယ်လဲသူကုန်သိတယ်ဒါပေမဲ့ဘုရားအခွင့်မရှိရင်ကျွန်တော်တို့ရှိသူလာထိလို့မရဘူးနော်ဆိုတော့ဒီစုံစမ်းခြင်းကိုဒီမှာကျွန်တော်တို့ကြည့်တဲ့ကံမှာအပြစ်တွေးဆောင်ခြင်းအစုံစမ်းတွေးဆောင်ခြင်းကိုသခင်ယေရှုကြုံရတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်ကျမတို့အရောက်စီတိုင်းလေဒီလိုစုံစမ်းခြင်းဟာကြုံရမှာဖြစ်ပါတယ်ရှောင်လို့လည်းမရဘူးငါမကြုံချင်ဘူးဆိုပြီးတော့လှုပ်လို့မရဘူးဒီလိုစုံစမ်းခြင်းကြုံရခြင်းအပြင်ကျွန်တော်တို့ကပို့ပြီးတော့ယုံကြည်ခြင်းမှာခိုင်မာလာတယ်ဝိညာဉ်ရေးရာပို့ပြီးတော့အားကြီးလာပါတယ်ဘုရားရဲ့သားသမီးဖြစ်သည့်အားလျော်စွာပဲဘုရားသခင်ကစုံစမ်းနောက်ရှစ်ခြင်းကိုတီးကန်တော်သူဒီမိန်္ဂလာရှိတယ်နော်အဆုံးပါဆိုလို့ရှိရင်အသက်တရဖူကိုပြီးမယ်လို့ရှင်ယာကုပ်ကဒီလိုပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ချစ်တော်ဓမ္မမိတ်ဆွေများဓမ္မကျမ်းစာနေ့မှာနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲဆိုတော့ကျွန်တော်တို့ဘဝမှာစုံစမ်းခြင်း၃ခုကအမြဲကြုံလာရနိုင်တယ်။အဲ့ဒီစုံစမ်းခြင်း၃မျိုးကပထမတစ်ခုဟာဘုရားသခင်ရဲ့စုံစမ်းနောက်ဆက်ခြင်းဖြစ်ပါတယ်။အဲ့ဒါကတော့ယောဘရဲ့အသက်တာကိုဆင်ခြင်ခြင်းအပြင်ကျွန်တော်တို့ကြော်ဖြတ်လို့ရနိုင်တယ်။ဒုတိယတစ်ခုကတော့စာတန်ကသခင်ယေရှုကိုစုံစမ်းတွေးဆောင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီအရာလည်းဘာအဖြစ်ကျွန်တော်တို့အသက်ရှင်လို့ရလဲ။နှုတ်ကပတ်တော်အားကိုးပြီးတော့ကျွန်တော်တို့အသက်ရှင်ခြင်းအဖြစ်သွားလို့ရပါတယ်။နောက်တစ်ခုကတော့အပြစ်သွေးဆောင်ခြင်းဖြစ်ပါတယ်။အပြစ်သွေးဆောင်ခြင်းကတော့ကျမတို့ရဲ့တတ်မဲ့စိတ်ကြောင့်ဖြစ်လာတဲ့အရာတွေဖြစ်ပါတယ်။အဲဒါကြောင့်ကျမတို့ရဲ့စိတ်ကိုထိန်းနိုင်တယ်ထိန်းချုပ်နိုင်တယ်ဆိုလို့ရှိရင်အပြစ်သွေးဆောင်ခြင်းကိုအောင်ပြီးသားဖြစ်ပါတယ်။နော်အခြားသောစုံစမ်းခြင်းတစ်ခုကိုလည်းကျွန်တော်တို့ခွန်အားဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။အဲဒါဒီစုံစမ်းခြင်း၃မျိုးကိုကျွန်တော်တို့သိပြီးတော့ကျွန်တော်တို့ရဲ့လက်အသက်တာမှာဘုရားခင်အတွက်အသက်ရှင်သွားကြပါစို့လို့နှုတ်ကပတ်တော်အပြင်ဝေမျှတိုက်တွန်းလိုပါတယ်။ကြားနာတဲ့သူရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ။ခဏဆုတောင်းရအောင်။ထာဝရမြတ်စွာသောဘုရားကိုရောကိုယေရှုတင်တယ်ကိုရောအသွေးအားဖြင့်ဝယ်ယူထားသောဤအသင်းတော်မှာကျမတို့မိတ္တဟာယပြုရတဲ့အခွင့်ပေးသနာတော်မူသောကြောင့်ယေရှုတင်တယ်အဖဘုရားကိုရောရဲ့တာကျွန်တော်မျိုးပြောသည်များအရာအလုံးစုံတို့သည်ဈာနာရသူရောက်စီတိုင်းအတွက်ဝေမျှသူအတွက်တိဆောက်เสียဖြစ်စေဖို့တာရှင်တော်ဝိညာဉ်တော်ဘုရားအရောက်စီတိုင်းကိုဝိညာဉ်စုကျေးဇူးကောင်းကြီးမင်္ဂလာများတွန်းလောင်းချပေးတနာတော်မူပါ
စုံစမ်းခြင်းမျိုးကိုလည်းခံရနိုင်ပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်နိုင်ဖို့ရန်အလို့ငါသာရှင်တော်ဝိညာဉ်တော်ပြလမ်းပြပို့ဆောင်တော်မူပါမည်အကြောင်းနဲ့ဤအသင်းတော်ရဲ့သင်းအုပ်ဆရာမှစ၍ဆရာဆရာမများအသင်းတော်အသင်းသားများအသင်းထောက်များအမှုဆောင်များအရာစီတိုင်းအိမ်တောင်တစ်ခုစီတိုင်းမှာဘုရားသခင်ဓမ္မတော်တော်ငြိမ်သက်ခြင်းများတက်ရောက်စေပါမည်အကြောင်းကယ်တင်ပါရှင်ခရစ်တော်ယေရှုဖျားနာမ၌ဆုတောင်းဆက်ကပ်ကြပါတယ်အဖဖျားအာမင်